အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မကတော့အထက်တန်းရှေ့နေတော် if you နေမှာဖြစ်ပါတယ်။မေးခွန်းလေးတစ်ခုမေးမြန်းထားတာပါ။၃နှစ်ကြာရင်ကွာရှင်းပြီးသားဖြစ်ပါသလားဆရာမတဲ့ reply နဲ့ပြန်ပေးပါဆရာမရှင်တဲ့။ဒီမေးခွန်းလေးဖြေကြားပေးရမယ်ဆိုလို့ရှိရင်ဒီလိုမေးခွန်းမျိုးอ่ะပေါ့နော်။တခြားသောဒီပုံစံတူတဲ့မေးခွန်းတွေလည်းခဏတိုင်းကျွန်မဖြေပေးတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလေအရင်ကပေါ့နော်။အရင်ခေတ်ကလူကြီးတွေရောရှေးလူကြီးတွေရောပေါ့နော်။လင်မယားတွေ၃နှစ်ကြာလို့ရှိရင်ကွာရှင်းပြီးသားဖြစ်တယ်။ဒါမှမဟုတ်လို့ရှိရင်6လကြာလို့ရှိရင်6လကြာပေါ့နော်အထောက်ပံ့မလို့အဆက်အသွယ်မလုပ်ဘဲနဲ့နေရင်ဒါကွာရှင်းပြီးသားဖြစ်တယ်ဆိုပြီးတော့အရက်ထဲမှာပြောနေကြတဲ့စကားတွေရှိတယ်ပြီးတဲ့အခါမှာဟိုခေတ်ကပေါ့နော်လူကြီးတွေဒါမျိုးတွေပြောလာကြတာရှိတယ်အဲ့လိုမျိုးရှိတဲ့နေရာမှာဒီအခုပေါ့နော်ဘဲချိန်ဘဲကာလမှာပဲဖြစ်ဖြစ်လင်မယားတွေအစင်မပြေတဲ့အခါနှစ်ဖက်သဘောထားချင်းမတိုက်ဆိုင်တဲ့အခါဒါမျိုးဆိုလို့ရှိရင်တရားဝင်ကွာရှင်းဖို့လိုအပ်ပါတယ်တကယ်လို့တရားဝင်မကွာရှင်းဘူးဆိုရင်လက်ထပ်ထားတဲ့အခါမှာလက်မှတ်မထိုးထားဘူးမင်္ဂလာမဆောင်ထားဘူးနှစ်ဦးသဘောတူပေါင်းသင်းကြတယ်ပေါ့နော်အဲ့လိုမျိုးပေါင်းသင်းရင်လည်းဒါကတရားဝင်အကျင့်လင်မယားဖြစ်ပါတယ်ရက်ထဲရွာထဲမှာဘေးပတ်ဝန်းကျင်မှာဒါကရှေ့ခုနိုင်နောက်ခုနိုင်ပေါ့နော်ပစိုးတန်းနေအကျဉ်လင်များအနေနဲ့ပေါင်းသင်းကြတယ်ဘေးပတ်ဝန်းကျင်တွေကလည်းလင်မယားလို့သိတယ်ပေါ့နော်ဒါမျိုးဆိုလို့ရှိရင်ဒါကတရားဝင်အကျဉ်လင်များဖြစ်ပါတယ်နှစ်ဦးသဘောတူခုခေတ်ကာလမှာလေနှစ်ယောက်သဘောဆန္ဒနဲ့ပေါင်းသင်းနေတာမျိုးပြောတာမဟုတ်ဘူးเนาะဘေးပတ်ဝန်းကျင်တွေကလင်မယားလို့သိရမယ်ကိုယ်ကိုလင်မယားလို့မသိဘဲနဲ့တော့နှစ်ဦးသဘောတူပေါင်းပြီးတော့ဒါကဒီလင်မယားပါလို့တော့ပြောလို့မရအောင်เนาะအဲ့ဒီခါမှာအဲ့လိုမျိုးပေါင်းသင်းပြီးသွားတယ်ဆိုရင်ကွာရှင်းမယ်ဆိုလို့ရှိရင်တရားဝင်ကွာရှင်းရတာဖြစ်ပါတယ်နှစ်ဦးသဘောတူကွာရှင်းလို့ရတယ်တရားရုံးနေမှာကွာရှင်းလို့ရတယ်ရှေ့နေတွေရဲ့ရှေ့မှာကွာရှင်းလို့ရတယ်သက်သေတွေရဲ့ရှေ့မှာကွာရှင်းလို့ရတယ်နှစ်ဦးသဘောတူတယ်ဆိုရင်ဗုဒ္ဓဘာသာမှာကွာရှင်းလို့ရတယ်ဒီလိုမျိုးတရားဝင်ကွာရှင်းပြီးမှသာနောက်ထပ်အိမ်အောင်ထပ်ပြရမှာဖြစ်ပါတယ်၃နှစ်ကြာတယ်ဆိုရင်ကွာရှင်းပြီးသားမဖြစ်ပါဘူး၃နှစ်မဟုတ်ဘူးဘယ်နှစ်နှစ်ပဲကြာကြာเนาะတရားဝင်မကွာရှင်းရသေးဘူးဆိုလို့ရှိရင်ဒါတရားဝင်အကျဉ်းလင်များဖြစ်တည်ရှိနေတာဖြစ်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်